你跟讲嘛。ဆရာမျက်နှာလည်းမကောင်းပါဘူးဘာဖြစ်နေရလဲဆရာဘာဖြစ်ရမှာလဲကွာငါကောင်မလေးကရှင်နဲ့ကျမနဲ့ပြတ်ပြီးဆိုပြီးဒီနေ့ပဲလမ်းကွဲသွားတာကွာအဲ့ဒါငါအသေးကွဲနေ ပြန်တော့မယ်ကွာ ဘယ်လိုပြန်ပါလဲမင်းကဘယ်လိုပြန်ပါလဲ မင်းစဉ်းစားကြည့်ငါပြရစီတောင်းဖို့လာတဲ့ဇရာပြန်သူ့ကိုယ်တိုင်တဲခွဲနေငါဘယ်လိုမျိုးအကူရမှာတော့ ဘာဖြစ်ရလဲကွာဆရာသူ့ဘာလို့လဲသေးကွဲတာကွာ customer အတွက်တော့ရေတဲ့ဦးစားပေးပါတော့ငါပြောလိုက်ပါမယ်ကွာ တင်ရှာရဲ့လောက်ကွာ ခဏဆရာအားရနာပါဆရာဟိုဆရာတဲ့ကွဲနောက်မှကွဲပါဆရာဟိုဆရာကျွန်တော်တိုင်မီနေလို့ပါအဲ့ဆိုလေမင်းတို့ဘာလုပ်နေတာလဲဘာဖြစ်နေတာလဲပြောကွာဒါကြောင့်တကယ်ကြီးကောင်းကြလားကောင်းမြန်မင်းဖြစ်နေတာဆရာပြောပြလိုက်ဟုတ်တော့ကောင်းပြောပြော ဖြစ်ချင်တာတော့မိမလိုချင်တာဇရာ ဟာငါမှအများကြီးရှိတယ်ကွာ ဟာနံပါတ်ရွေးလို့ရလားဇရာအဲ့တော့ငါနံပါတ်ခေါ်နော်ရှင်းရှင်း ဟာဒီချောက်ပြောနေတာလေဒါ KTV ကွာ KTV တော့ရှင်းဆောင်ရတယ် ငါတချင်းနေမင်းသိရနော်ထဲလိုက်တကားလေ မြန်မာတက်ကွာဒါဘာကွာ အဲ့ဒါဆိုလည်းအမြင့်ချဗျာ အမြင်ပဲလိုက်ရတယ်ကျွန်တော် ပြီးမှအာလူကြော ဒီကောင်ဘင်းအပြီးမှာငါဝိတ်တာများအောင် ဟိုကတော့ပါဆရာရဲ့ဟိုကျွန်တော်တို့ကဟိုဆရာကိုစတာပါဟိုဆရာအသေးကွဲပြီးစိတ်ညစ်နေတယ်ဆိုတော့ဆရာကိုပျော်အောင်လို့ဟိုကျွန်တော်တို့ကစတာ ဟုတ်ပါဟုတ်ပါ အခုဆရာပျော်သွားပြီမလားဆရာကိုကြည့်လိုက်တာနဲ့သိရနော်ငပေါ်ကြီးမန်း ကိုရီးယားပေါ်တော့တော့ အမေပြောပါနဲ့ ဘာပြောတာလဲ မဆရာကိုကြည့်လိုက်တာနဲ့ဟိုအားကိုးကြည့်စရာကောင်းတယ်ဆရာတို့မှန်သိတယ် ယုံကြည်ပါတယ်ဆရာယုံကြည်ပါတယ်ဆရာ ကဲမင်းတို့ဘာဖြစ်နေတာလဲပြောရအောင် ဟုတ်တယ်လေပြောလိုက် ဟိုဖြစ်ချင်တာကတော့ဆရာရဲ့ကျွန်တော်ဆရာလိုပဲအသေးကွဲနေတယ် ဟာဒါဆိုမင်းကငါနဲ့ဘဝတူပြီပဲဗော ဟုတ်တယ်ဆရာရဲ့မိမကြီးတယောက်မှမကောင်းဆရာရဲ့ အဲ့ဒါတော့မှန်တယ်ကွာမိမတွေကမာယာများတယ် ဟွန်း ငါတို့လိုယောက်ျားတွေကိုလှည့်စားတယ်ကွာ ဟုတ်တယ်ဆရာအဲကျွန်တော်အရန်ခံစားနေရတယ်ဒီဝေဒနာပျောက်ဖို့အတွက်အသေးကွဲရင်ပျောက်တယ်ဆိုတဲ့စေ မင်းမရှိရင် ဖြစ်တယ်ဆိုတဲ့စေဘာမှကူတီရှာလို့မလဲဘာတော့ မင်းတို့ကတော့တချင်းကိုနောက်မှဆိုပါကွာနာဟင်းကိစ္စကိုပြောမှာလူကြီးကိုပြောစမ်းပါ